ကျွန်တော်တို့အုံနောက်ကမကောင်းတဲ့အရာတွေစိတ်ညစ်စရာတွေဝေဖန်ခံရတာတွေမြင်ရင် velcro ဆိုတာကတ်ခွာဝေစားတွေမှာပါတဲ့ကတ်ခွာလိုမျိုးအုံနောက်ထဲမှာဆွဲမြဲနေတော့ကတ်နေတဲ့သဘာဝအရာကကျွန်တော်တို့လူသားတွေရဲ့အုံနောက်ကဟိုးရှေးခေတ်ကလေးကအန်ရရဲ့ကိုအမြဲတမ်းသတိထားဖို့ပုံစံအသွင်းခံထားရပြီးသားအဲ့ဒါကြောင့်မလို့တယောက်ယောက်ကဆဲတာအလုပ်ထဲမှာအမှားလုံးပြီးတာမျိုးတွေနဲ့ကြုံနေဆိုရင်အုံနောက်ကဒီကိစ္စကအန်ရရဲ့ရှိတယ်ဆိုပြီးတော့ velcro လိုမျိုးခွာလို့မရအောင်ကတ်နေအောင်ဆွဲမြဲနေအောင်လှုပ်ထားတတ်ပါအဲ့ဒါကြောင့်ရလက်ကတနေ့လုံးကောင်းတာတွေအများကြီးဖြစ်ခဲ့ပေမဲ့ညာအိတ်ခံကြီးလဲကြတော့ဒီမကောင်းတဲ့အရာတစ်ခုတည်းကိုပဲအာယုံစိုက်ပြီးနေပြီးတော့စဉ်းစားနေမိတဲ့အုံနောက်ကကောင်းတဲ့အရာတွေကိုကြတော့ဘာလုပ်ဖြစ်လဲ Teflon ဆိုတာဟင်းမကတ်တဲ့ဒဲကိုအချောအဲ့ဒီဟင်းမကတ်တဲ့ဒဲကိုအချောလိုမျိုးပဲပျော်စရာတွေနဲ့တွေ့ရောရှော့ကနေကြသွားအောင်ကိုလှုပ်တယ်ကျွန်တော်တို့အုံနောက်ကအရန်အရသာရှိတဲ့ coffee တစ်ခွက်ကိုတောက်လိုက်ရတာတို့ဒါမှမဟုတ်တငယ်ချင်းတယောက်ကချီကျူးတာတို့အဲ့လိုကိစ္စမျိုးတွေနဲ့ကြုံနေဆိုရင်ဒီကိစ္စတွေကအန်ရယ်မရှိဘူးဆိုပြီးတော့အလွယ်တကူမေ့ပြလိုက်တယ်အဲ့လိုဆိုတော့ရလက်ကပျော်စရာတွေကခဏလေးပဲခံစားရပြီးတော့ဒဲအိုးပေါ်ကရေစက်လေးတွေရှော့ကနေကျသွားတယ်လို့မျိုးအုံနောက်ထဲကနေပြီးတော့ရှော့ကနေကျသွားပြီးတော့ဘာမှမကြံခဲ့တော့အခုကျွန်တော်တို့ကပို့ပြီးတော့ကြာပျော်ရွှင်ခြင်းတဲ့အခါကျတော့ဘာလုပ်ရအဲ့ဒီအုံနောက်ရဲ့သဘာဝကိုပြောင်းပြန်လှန်ပြရပါမယ်မကောင်းတာတွေကို Teflon လိုမျိုးရှော့ကနေကျသွားအောင်လေ့ကျင့်မယ်ကောင်းတာတွေကိုကြတော့ velcro လိုမျိုးအမြဲတမ်းကတ်နေအောင်ဖန်ထားမယ်ဘယ်လိုဖန်ထားမလဲ15စက္ကန့်အရသာခံခြင်းနဲ့ဖန်ထားရပါကောင်းတဲ့အရာတစ်ခုခုနဲ့ကြုံလာခဲ့တယ်ဆိုရင်အဲ့ဒီကိစ္စကိုခေါင်းထဲမှာ15စက္ကန့်လောက်အချိန်ကြာဆွဲထားလိုက်ပါပျော်စရာလေးနဲ့ကြုံရတယ်ဆိုရင်အဲ့ဒီပျော်စရာကောင်းတဲ့ကိစ္စလေးအကြောင်းကိုအချိန်ကြာလေးဆွဲပြီးတော့တွေးနေလိုက်အဲ့ဒါဆိုရင်ပိုပျော်ရပါလိမ့်ရှင်းတော့ရှင်းနေတာပဲเนาะပို့ပြီးတော့ကြာပျော်ခြင်းနေဆိုရင်ပျော်စရာကောင်းတဲ့အကြောင်းလေးတွေကိုအချိန်ကြာလေးတွေးအဲ့ဒါဆိုရင်ပို့ပြီးတော့ပျော်ရဘာဖြစ်လို့ပို့ပြီးတော့ပျော်ရမှာလဲအဲ့ဒါရောမှတ်မိတယ်မဟုတ်လားကျွန်တော်တို့အုံနောက်ထဲမှာ default mode network လို့ခေါ်တဲ့အစိတ်ပိုင်းလေးတစ်ခုရှိသူကကျွန်တော်တို့အုံနောက်ရဲ့ autopilot system ပဲဒါပေမဲ့ तू ကဘယ်အချိန်မှအလုပ်လုပ်ရလဲဆိုတော့ကိုဘာသာကိုအတွေးနဲ့ကိုတယောက်တည်းအေးအေးဆေးဆေးရှိနေတဲ့အချိန်ကြောင်းမှာအလုပ်လုပ်တယ်ကိုကပျော်စရာကောင်းတဲ့အကြောင်းလေးကို15စက္ကန့်လောက်အချိန်ပေးပြီးတော့တွေးနေစဉ်းစားနေပြလိုက်တယ်ဆိုရင်ကျွန်တော်တို့အုံနောက်ကအဲ့ဒီ default mode network ထဲကပျော်စရာကောင်းတဲ့အကြောင်းလေးကို hippocampus ကနေတဆင့် long term memory တွေကိုပို့ပေးလိုက်ပေါ့အဲ့ဒီအတွက်ကြောင့်အဲ့ဒီပျော်စရာကောင်းတဲ့အကြောင်းလေးဟာဘယ်တော့မှမမေ့တော့ဘူးအချိန်မရွေးပြန်ခေါ်လို့ရဒါပေမဲ့ပျော်စရာကောင်းတဲ့ကိစ္စဆိုတာလည်းနေ့တိုင်းဖြစ်နေတာတော့မဟုတ်ပြန်အဲ့လို့ဆိုတော့ပျော်ကနေ့တိုင်းပျော်ခြင်းနေဆိုရင်ဘာလုပ်ရမလဲပျော်ရွှင်စရာတွေကိုကျွန်တော်တို့ကကိုယ်တိုင်ပဲတီထွင်ဖန်တီးထုတ်လုပ်ရပါမယ်ပျော်စရာတွေကိုရှာတာထက်ပျော်စရာတွေကိုစောင့်နေတာထက်ကိုယ်တိုင်ပဲထုတ်လုပ်ယူရပါ manufacture လုပ်ရမယ်ပေါ့နော်ပျော်စရာတွေကိုဘယ်လိုထုတ်လုပ်ရလဲကျွန်တော်ကတော့ done list ကနေပြီးတော့ထုတ်လုပ်ပါကျွန်တော်မှာ list နှစ်မျိုးရှိ to do list နဲ့ done list ဆိုပြီးတော့ရှိတယ် to do list ကတော့တည်တဲ့အတိုင်းပဲဒီနေ့ကိုလုပ်ရမယ့်ကိစ္စတွေ done list ကကြတော့ကိုလုပ်ပြီးသွားတဲ့ကိစ္စတွေကျွန်တော်ကတော့အဲ့ဒီကိုလုပ်ပြီးသွားတဲ့ကိစ္စတွေကိုကြည့်ပြီးတော့ပျော်စရာကောင်းတဲ့အတွေးလေးတွေကိုအဲ့ဒီ list ကနေရအောင်ယူအလုပ်တစ်ခုခုလုပ်ပြီးသွားရဲဆိုရင်နောက်အလုပ်တစ်ခုကိုချက်ချင်းခုံမကူးလိုက်နဲ့15စက္ကန့်လောက်ချိန်ပေးပြီးတော့ကိုလုံးလို့ပြီးသွားတဲ့ကိစ္စရဲ့အကြောင်းလေးကိုစဉ်းစားတယ်။ကောင်းကွက်လေးတစ်ခွက်လောက်ကိုရှာပြီးတော့စဉ်းစားတယ်။အလုပ်တစ်ခုလုပ်ပြီးသွားတဲ့ဆိုရင်15စက္ကန့်လောက်အချိန်ပေးပြီးတော့ငါလှုပ်ဖြစ်သွားတဲ့ချိန်မဆွဲဖြစ်တော့ဘူး။တန်ရှင်းရေးလုပ်ပြီးသွားတဲ့ဆိုရင်လည်းကိုလှုပ်ပြီးသွားတဲ့တန်ရှင်းနေတဲ့နေရာလေးအခန်းလေးကိုကြည့်ပြီးတော့15စက္ကန့်လောက်ကြည်နူးနေလိုက်တယ်။အဲ့လိုဆိုတော့ done list ကအလုပ်တွေအောင်မြင်ဖို့အတွက်တည်းမကဘဲနဲ့ကိုငါဒီနေ့အတွက်အကောင်းဆုံးကြိုးစားခဲ့တယ်ဆိုပြီးတော့အတိအမှတ်ပြုပေးတဲ့ self care တစ်ခုဖြစ်သွားတယ်။ကိုယ့်အတွက်ပျော်စရာကောင်းတဲ့အတွေးတွေကိုထုတ်ပေးတဲ့ tools တစ်ခုဖြစ်သွားတယ်။ဒါပေမဲ့လုံလောက်ပြီလားဆိုတော့မလုံလောက်သေးပါဘူး။ဘာလေးပါထပ်လုပ်လိုက်ရင်ပိုကောင်းသလဲဆိုတော့ကိုကတနေ့ဒီလိုပဲနေရင်ထိုင်ရင်လုံနေရင်ကြိုင်နေရင်နဲ့ကိုကောင်းတဲ့ပျော်စရာကောင်းတဲ့အတွေးလေးတွေရည်ရတဲ့အတွေးလေးတွေစိတ်ချမ်းသာတဲ့အတွေးလေးတွေဖြတ်ကနေဝင်လာတယ်ဟေးဆိုရင်အဲ့လိုအချိန်မျိုးမှာခဏလေး pause လုပ်လိုက်15စက္ကန့်လောက် pause လုပ်လိုက်ပြီးရင်အဲ့ဒီဝင်လာတဲ့ပျော်စရာကောင်းတဲ့အတွေးလေးအကြောင်းကိုစဉ်းစားအများကြီးလည်းမလို့15စက္ကန့်လေးပဲအဲ့လိုမျိုးလေး15စက္ကန့်လောက်လေးစဉ်းစားနေလိုက်တာနဲ့ကိုအဲ့ဒီအကြောင်းကိုမမေ့တော့အဲ့ဒီ
စဉ်းစားနေတဲ့အကြောင်းအရာလေးက long term memory ထဲရောက်သွားအောင်တနေ့အလုပ်တွေအများကြီးလုပ်နေတဲ့သူတွေဆိုရင်အလုပ်တစ်ခုပြီးသွားတာနဲ့နောက်အလုပ်တစ်ခုကိုတန်းပြီးတော့မခုံပါနဲ့ကိုအခုလုပ်လို့ပြီးသွားတဲ့အလုပ်လေးရဲ့အကြောင်းကို15စက္ကန့်လောက် pause လုပ်ပြီး break ယူပြီးတော့စဉ်းစားပါကိုလုပ်လိုက်တဲ့အလုပ်လေးရဲ့ကောင်းကွက်လေးတစ်ခုကိုရှာပြီးတော့ကြည်နက်စဉ်းစားကောင်းကွက်လေးကိုချက်ချင်းပြန်စဉ်းစားတော့ဘာအကျိုးရှိမလဲနံပါတ်1ကတော့ခုနကပြောသလိုပဲ long term memory ထဲရောက်သွားတဲ့အတွက်မမေ့တော့မှတ်ဉာဏ်တော့ပိုကောင်းလာအောင်မယ်ဒါတင်ပဲလားဆိုတော့ဘယ်ဟုတ်ပါမလဲဘန်းတော့လည်းမဖြစ်တော့ဘာဖြစ်လို့ဘန်းတော့မဖြစ်တော့တာလဲသိတယ်မဟုတ်လားကျွန်တော်တို့ကအလုပ်တစ်ခုကိုလုပ်တယ်အလုပ်လို့ပြီးသွားရင်အဲ့ဒီအလုပ်နဲ့ပတ်သက်ပြီးကျေနပ်နေတယ်ဆိုရင်ဘန်းတော့ကဘယ်တော့မှမဖြစ်ဘာဖြစ်လို့လဲဆိုတော့ကိုက enjoy the process enjoy the journey ဖြစ်နေပြီလေဟုတ်တယ်မလားအဲ့ဒါကြောင့်မို့လို့တကြောင်ပဲရေးပြတယ်ဆိုရင်လည်းတကြောင်တော့ရေးပြတယ်တပုတ်သေးရေးပြတယ်ဆိုရင်လည်းတပုတ်တောင်ရေးပြတယ်ဆိုပြီးတော့ကောင်းကွက်လေးတွေကိုရှာပြီးတော့ပြန်စဉ်းစားအလုပ်တွေအများကြီးလုပ်နေရတဲ့ဘာဖြစ်လို့ဘန်းတော့ဖြစ်ရတာလဲဘာဖြစ်လို့စိတ်ကုန်ရတာလဲအဲ့ဒါခင်ဗျားအလုပ်မလုပ်လို့ဖြစ်တာမဟုတ်လုပ်ပြီးသွားတဲ့အရာတွေကိုအုံနောက်ကအောင်မြင်မှုအဖြစ်နဲ့အတိမမပြုလို့ဖြစ်တာအဲ့ဒါကြောင့်အလုပ်တစ်ခုပြီးသွားတာနဲ့နောက်အလုပ်တစ်ခုကိုချက်ချင်းတန်းမခုန်ပါနဲ့အဲ့ဒီပြီးသွားတဲ့ကိစ္စကို done list ထဲမှာချရေးလိုက်ပြီးတဲ့အခါကျရင်အဲ့ဒီအကြောင်းကို15စက္ကန့်လောက်ကြည်နက်လေးနဲ့ပြန်စဉ်းစားနေလိုက်အဲ့ဒီခဏတစ်ဖြုတ် pause လုပ်တတ်တဲ့အကျင့်ဟာအုံနောက်ရဲ့ stress တွေကိုရောကျစေပြီးတော့ဘန်းတော့မဖြစ်အောင်တားဆီးပြီးတဲ့ mental reset တစ်ခုဖြစ်လာပါလိမ့်မယ်အနှစ်ချုပ်ရရင်တော့ပို့ပြီးတော့ကြာပျော်ရွှင်ခြင်းနေဆိုရင်ပျော်စရာအသစ်တွေကိုလိုက်ရှာမနေပါနဲ့ရှိပြီးသားပျော်စရာလေးတွေကိုပဲပို့ပြီးတော့အချိန်ကြာဆွဲထားနိုင်အောင်ကြိုးစားပါပျော်စရာလေးတွေနဲ့ကြုံလာတယ်ဆိုရင်15စက္ကန့်လောက်အချိန်ပေးပြီးတော့သိမ်းထားလိုက်ပါ done list လေးထဲမှာချရေးထားလိုက်ပါအဲ့ဒါဆိုရင်ခမည်းရဲ့အုံနောက်က Teflon ကနေပြီးတော့ Velcro အဖြစ်ကိုပြောင်းသွားပြီးတော့ပျော်စရာကောင်းတဲ့ကိစ္စလေးတွေကခမည်းရဲ့အုံနောက်ထဲမှာခမည်းရဲ့အသွေးထဲမှာဆွဲမြဲနေပါလိမ့်မယ်ဒေါက်တာ Rick Hanson ရဲ့ Velcro နဲ့ Teflon အကြောင်းရေးထားတဲ့မူရင်းဆောင်းပါးလေးတွေရဲ့ link ကိုကျွန်တော်ဗီဒီယိုရဲ့ description မှာထည့်ပေးထားပါတယ် Enjoy the process enjoy your journey ပါကျွန်တော်ကချမ်းကြီးချိုပါဒီနေ့အတွက်ခမည်းရဲ့ done list တွေကအရာတစ်ခုလောက်ကို comment မှာရေးပေးခဲ့ပါအတူတူပျော်ကြရအောင် Thank you for watching ပါပို့ပြီးတော့ကြာပျော်ရွှင်နိုင်ကြပါစေ